900ခိုင်နှုန်းလေးပဲရှိရဲ့အရှုံးလေးနဲ့ရမယ်ငကွင်းလေးတွေပါဒါလေးကကလေးပေါ့နော်ကလေးရဲ့လူလက်ပေါ့နော်စကားဆိုင်ကလူကြီးငကွင်းလေးရဲ့ပါဒီ9ခုလေးရှိပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်2သိန်းနဲ့မှ9000ပဲရှိရယ်သူကတော့ဟိုပေါ့နော်ဖောက်နှံလေးနဲ့မဟုတ်ဘူးဖောက်စွတ်ငကွင်းလေးပါနော်ဒါလေးက2သိန်းနဲ့9000ပါဒါလေးကကြတော့သူကကလေးပေါ့နော်ကလေးဆိုပေမဲ့နည်းနည်းလေးကြီးရယ်ပေါ့ကလေးကုန်းထဲမှာသူစကားဆိုင်လောက်တော့ရတယ်ပေါ့နော်ဒီဟာလေးကကြတော့4သိန်းနဲ့3000ပါရှင်ဒါလေးကကြတော့သူရေတရားကွင်းပုံစံမျိုးလေးသူကပပလေးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးထူပါရှင်အဲ့ဒါလေးကကြတော့9သိန်းနဲ့9000ပါဒါလေးကလေဒါလေးကကြတော့နောက်ထပ်တစ်ခုပေါ့နော်နည်းနည်းလေးရှိချိန်လေးနည်းနည်းနေတာလေးသူလေးက4သိန်းနဲ့9000ပါဒါလေးကကြတော့လူကြီးကွင်းလေးပေါ့နော်လူကြီးကွင်းမှာတောင်ကွင်းလေးတော့ပုံစံဆက်ဆန်းလေးအဲ့ဒါမှအောက်ကကျဲသီးလေးပါပါရဲ့ရှင်သူလေးကကြတော့ဈေးနှုန်းလေးက9သိန်း5000နဲ့9000ပါရှင်